တို့များတွေရေတွက်လို့ရရင်တို့ရေတွက်လို့မရရင်ညာနာတော့နန်းစားတွေရဲ့နောက်ကိန်းကနန်းတွေရဲ့နောက်ပြပါတော့တဝုဇန်နန်းတွေရဲ့နောက်မှာဆိုရင်ဗာလိုက်လို့မရဘူးညာလိုက်လို့မရဘူးဘယ်လိုနေရာမျိုးမှာများလိုက်လို့ရလဲလို့ဆိုတော့စုချုံပြီးတော့ပြောတဲ့အခါနော်စုချုံပြီးတော့ပြောတဲ့အခါရေတွက်လို့မရတဲ့အခါမျိုးမှာဆိုရင်တော့ညာကိုလိုက်မှာပေါ့နောက်တစ်ခုကရွေးနေလျက်တပြိုင်တည်းရင်းလျက်နဲ့ကတစ်ခုပြီးမှတစ်ခုတွေးရွေးကိုသုံးပါကဲနောက်မှာကိုသာဆက်မြေလက်ခံဖို့မမရအောင်အားနေတာတွေ့လို့ဆရာတို့ဆရာကြီးကွန်လူသိန်းနိုင်ငံမလုပ်လဲဆိုတော့ဒီနေ့အဲ့ဒါဆရာကြီးရဲ့ပညာရက်တွေပဲနော်ဟုတ်ကဲ့